ချစ်လို့တငယ်ချင်းရဲ့မင်းသိအောင်ငါပြောပြမယ်စေရနာတန်တန်နဲ့ပါတငယ်ချင်းရဲ့တူတက်လာသမျှအမျိုးအတွက်တာပါလို့ငါလက်ခံပါတယ်မြမဆိုရင်ငပိကိုမမေ့နဲ့စာပင်မှာပြင်းနဲ့တရတော့တတိယပါဦးကွယ်ခစ်တွေဘလို့တော့တဲ့မျိုးစမပြတ်အောင်တတိထားရင်ကြည်နှပ်ပါတယ်ဘဝင်မကြလို့တင်ပြရတာနားဝင်သမတငယ်ချင်းရဲ့ထက်ကမှာရင်သေးတယ်မင်းအမေပါနှစ်ဖက်ကတနခါဘကွယ်ကိုတအားဖလို့ဝိရပါစေကွယ်